လိုမင်္ဂလာပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့ကြောင်ပေါ့နော်အကျန်းသုံးလေးကြောင်ကျွာအကျန်းသုံးဆိုမှသူကကျွန်းစစ်စစ်နဲ့လောက်ထားတယ်ကြောင်ရင်ကျွန်တော်အန်ဇန်လုံးပါမယ်အန်ဇန်လုံးမှာလည်းတော့ထဲထားတယ်တခါလေးတော့ထဲထားတယ်ပေါ့နော်တခါလေးတော့မပါတာကကြောင်တော့စာနေနဲ့ဟာလာနဲ့အထက်မှာရှိထဲထားမယ်သူကကြွတ်တုံတွေပါတယ်လို့ရှိရင်ကြွက်ကြိုက်တယ်ခင်ဗျကျွန်တော်ရှိမှလည်းအဲ့လိုကြိုက်အဲ့တော့တော့လေးပါလေးခိုက်ထားမယ်တခါလေးဒီဘက်မှာလည်းမင်းတုံးနဲ့ဗီဒီယိုပုံနဲ့လောက်ထားတာပေါ့နော်သူကမင်းတုံးနဲ့တခါလေးတော့ခိုက်ပြီးခါလေးရဟာလေမင်းဟင်းလေးတခါလေးတတ်ကပြန်ပေးရခဏပြန်ပေးတယ်ပိတ်မပိတ်တာပိတ်မပိတ်တာပိတ်ယူမပိတ်ထားလိုက်ရပြီအဲ့ဒါထားဒါတော့ကျွန်တော်ပြည့်စုံတယ်နော်မာနဆိုတာမျိုးတွေရမယ်နော်ဒီဘေးတောင်ကျွန်းလုံးဝကျွန်းစစ်စစ်ပေါ့နော်နောက်ကြောတွေမှာလည်းဒီစားခံသေးတွေတော့ရိုက်ပြထားတယ်နော်ခံသေးတွေဒီလိုလေးခံသေးရိုက်ထားခံသေးနောက်ကြောတွေတော့တက်လေးရိုက်ပြတာပေါ့နော်ဒါလေးကခြေထောက်လေးနဲ့သူကရုပ်စိတ်တွေပါလေလုံးဝမတက်အောင်လုံးမယ်ဆိုလို့ရှိရင်တော့ခြေထောက်လေးခံရတာပုံမှန်ခံရပါဘူးလို့ရအဲ့ဒါကိုပြီးတော့တောင်းလို့ရတော့အားလုံးပြေးရပြ